ကြီးတကောင်ကအင်ဒရင်ကနေအသားတုံးတုံးကိုက်ချီလာပြီးတစ်ကိုင်းတကိုင်းမှာနားနေတဲ့အဲ့ဒီတစ်ပင်ရဲ့အောက်မှာမြေခွေးတကောင်ထိုင်နေတဲ့မြေခွေးဟာကြီးကိုက်ချီလာတဲ့အသားတုံးကိုစားချင်လို့တစ်ပင်ကိုမောကြည့်ပြီးပြောလိုက်တယ်အဆွေကြီးတင်ဟာအလွန်လှပတဲ့ငှက်တကောင်ဖြစ်ပါတယ်အဆွေရဲ့အတန်ဟာလည်းအလွန်ตายရမှာပဲအရှင်ရဲ့အတန်ကိုကြားချင်လှပါတယ်လို့ပြောလိုက်တယ်ကြီးဟာမြေခွေးမြောက်ပွင့်ပြောဆိုတဲ့စကားကိုဟုတ်တယ်ထင်ပြီးအော်လိုက်တာနဲ့တပြိုင်နက်ကိုက်ချီထားတဲ့အသားတုံးကတစ်ပင်အောက်ကိုပြုတ်ကျသွားတော့တဲ့အဲ့ဒီအချိန်မှာမြေခွေးဟာပြုတ်ကျသွားတဲ့သားတုံးကိုခြိပြီးတော့ပြေးသွားပါရောတယ်ကွယ်